ကိုယ့်ရဲ့ Facebook အကောင့်မပြည့်ရအောင်ကျွန်တော်ပြောတဲ့နည်းလမ်းတွေကိုလိုက်လုပ်ကြည့်ပါ Facebook ကတည်ထည့်ထားတဲ့ verification ဆက်ပြီးလောက်ဆောင်ချက်လေးပါကိုယ့်ရဲ့အကောင့်ကိုကိုယ်တိုင်အသုံးပြုနေကြောင်းအတည်ပြုပေးရမယ့်ဟာလေးပါ verification ဆက်ပြီးတင်ထားမယ်ဆိုရင်အကောင့်ပိုင်ရှင်ဖြစ်ကြောင်းအတည်ပြုပေးမှာပဲဖြစ်ပါတယ်ဒီလိုမျိုးလေးလုပ်ထားမယ်ဆိုရင်အကောင့်ပြန်တဲ့အချိန်မှာ password မနေရင်အလွယ်တကူပြောင်းလို့ရပါတယ် Okay ဒါဆိုရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ကြည့်ပေးပါကိုယ့်ရဲ့ Facebook အကောင့်ထဲရောက်ပြီဆိုရင်ပေါ်စောမြင်းသုံးချောင်းလို့နှိပ်လိုက်ပါဒီနေရာရောက်ရင် setting and privacy လို့နှိပ်လိုက်ပါဒီနေရာရောက်ရင် setting လို့ထပ်နှိပ်ပေးလိုက်ပါဒီနေရာရောက်ရင် Simo in account center ဆိုတာလို့နှိပ်ပေးလိုက်ပါဒီနေရာရောက်ရင် password and security ဆိုတာလို့နှိပ်ပေးလိုက်ပါဒီနေရာရောက်ရင် verification service ဆိုတာလို့နှိပ်ပေးလိုက်ပါဒီနေရာရောက်ရင်ကိုယ့်ရဲ့ Facebook အကောင့်ကိုနှိပ်ပေးလိုက်ပါဒီနေရာရောက်ရင် next ဆိုတာလို့နှိပ်လိုက်ပါဒီနေရာရောက်ရင်ကိုယ့်ရဲ့အကောင့်နဲ့ချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်ဖြစ်ဖြစ် Gmail ဖြစ်ဖြစ်ကုတ်ကြမှာပါအထက်ကိုသွားကြည့်ပါကုတ်ထည့်ပြီးသွားလို့ရှိရင် content news ဆိုတာလို့နှိပ်ပေးလိုက်ပါဒီနေရာရောက်ရင် start service ဆိုတာလို့နှိပ်ပေးလိုက်ပါဒီနေရာရောက်ရင် next ကိုနှိပ်ပေးလိုက်ပါကိုယ့်ရဲ့မျက်နှာကိုစကန်ဖတ်ပြီးသွားရင် verification service စိတ်လို့ပေါ်လာရင်ရောက်သွားပါပြီပြင်အောက်က done ဆိုတာလို့နှိပ်လိုက်ပါ